အခု TikTok ကစီမီစီကအတစ်ထုတ်တယ်လို့ကျွန်တော်ကြားတော့အဲ့ဒီစီမီစီကဘာလဲဆိုတော့ဥမာကိုမှTikTok 6ဈေးချင်းတောင်ရှိနေမယ်ဆိုရင်ကိုကပစ္စည်းမှာတယ်ကွာကိုရဲ့ချင်းတောင်တွေကနေပဲကိုပစ္စည်းပြန်မှာမယ်ဆိုတော့အခါပေါင်းများစွာမှာလို့ရှင်မနော်တကယ်လို့ဒီ TikTok ရဲ့စနစ်အားသူတို့စစ်ဆေးခြင်းမှာတွေ့လို့ရှင်တော့ဒီကိုရဲ့ချင်းတောင်ကိုပိတ်သွားနိုင်တယ်မနော်ပိတ်သွားလဲဆိုတာကိုရဲ့ချင်းတောင်ကပြတ်သွားနိုင်တယ်မနော်ဘာဖြစ်လို့ပြတ်သွားလဲဆိုတော့ဒီကိုရဲ့ချင်းတောင်တွေကပစ္စည်းကိုပြန်မှာတဲ့အတွက်မနော်ဒီသူတို့ဥပဒေအတိထွက်တာတော့ဒီကိုရဲ့ချင်းတောင်တွေကပစ္စည်းကိုပြန်မှာလို့မရဘူးနော်တကယ်လို့ကိုကောက်ကိုရဲ့ချင်းတောင်တွေကပစ္စည်းပြန်မှာမယ်ဆိုရင်တော့ကိုရဲ့ချင်းတောင်ပြတ်တယ်ဗောနော်အဲ့လိုမျိုးအားကြောင့်မို့တကယ်လို့ကိုကနှကောက်ရှိတယ်ကွာနှကောက်ရှိတဲ့တကောက်ကတော့ကိုပစ္စည်းပြန်မှာဖို့အတွက်ဆိုရင်လောက်ရအောင်ဗောနော်တကယ်လို့ကိုကတကောက်ပဲရှိတယ်ဆိုရင်ဗောအကောင့်နှကောက်ဖွင့်ဗောနော်အကောင့်နှကောက်ဖွင့်ပြီးလို့ဆိုရင်ဗောနော် TikTok ကိုနှစ်ခုလောက်ရတယ်နှစ်ခုလောက်ရတဲ့ဖုန်းနံပါတ်အခုဒီဖုန်းကိုကင်နေလို့ဆိုရင်တော့ TikTok နှစ်ခုလောက်ရတယ်တခြားသော application နဲ့နှစ်ခုလောက်ရတော့ဗာမျိုးစားလဲဆိုတော့ Realme ဖုန်းနဲ့ Poco ဖုန်းနဲ့ Xiaomi ဖုန်းတော့အဲ့ဒီဖုန်း၃မျိုးစားမှာဒီ TikTok တို့ဒီတခြားသော application တို့ပေါ့နော်နှစ်ခုလုံးရတဲ့ application ဒီ feature ပါတော့အဲ့ setting ထဲမှာအဲ့ဒါကိုဝင်ဖွင့်ပြီးလို့ဆိုရင်တော့ဒီလောက်ပေါ့နော်အခုကျွန်တော်ဖုန်းကိုပဲကြည့်ကျွန်တော်လောက်ထားတဲ့ TikTok နှစ်ကောက်တကားကတော့အစ်တကားကတော့ဒီကိုဘွားပေါ့နော်ဒီကိုဘွားကအစ်တုံးတယ်မျိုးတုံးရတယ်ကွန်မရှင်ခထုတ်လို့ရတယ်ဒီကိုဘွားဒီနှစ်ခုလုံးပေါ့နော်အဲ့ဒါကြောင့်မို့ဒီ TikTok နှစ်ကောက်လို့ချင်တယ်လို့ဆိုရင်ပေါ့နော် TikTok နှစ်ခုလို့ချင်တယ်လို့ရှိရင်ပေါ့နော်ဒီကျွန်တော်ရဲ့ comment အောက်မှာရေးပါရေးလို့တကယ်လို့ TikTok နှစ်ခုလို့ချင်တဲ့လူများမယ်ဆိုရင်ကျွန်တော် TikTok နှစ်ခုဖွင့်ပြီးတော့လောက်ပြအောင်ပေါ့နော် TikTok နှစ်ခုဆိုတာ TikTok အတူမဟုတ်ဘူး Play Store ထဲမှာတော့ down ရမလို့ TikTok အစီအကိုဖုန်းထဲမှာတစ်ခုလေးရှိုံနဲ့ဒီ setting ထဲမှာကိုပွားတက်ပြန်ဖွင့်အောင်ပေါ့နော်အဲ့လိုမျိုးဖွင့်ရတဲ့ feature ကတော့ဘာဖုန်းလဲဆိုတော့ဖုန်းအမျိုးအစား၃မျိုးပဲခဏကျွန်တော်ပြောသလိုပေါ့ Xiaomi ဖုန်းနဲ့ Poco ဖုန်းနဲ့ Realme ဖုန်းတော့ဒါပေမဲ့ Oppo တို့ Vivo တို့တော့မသိဘူးပေါ့နော်အရင်ကကျွန်တော်ဖွင့်တဲ့ဖုန်းတွေမရဘူးရတဲ့ဖုန်းကျွန်တော်၃မျိုးပဲ Realme Poco Xiaomi အဲ့၃မျိုးရတယ်အဲ့ဒါမို့ကျွန်တော်အခုဥပမာကွာကျွန်တော်ရဲ့ချင်းတော်တွေက PC ကျွန်တော်ပြောင်းဝယ်ချင်ဒီတခြားသောကျွန်တော်ရဲ့ account တစ်ကောင်နဲ့ကျွန်တော်ရဲ့အဓိက channel ရဲ့ချင်းတော်နဲ့မှာကျွန်တော် PC ထပ်ပြီးမှကျွန်တော်ထက်ကျွန်တော်ရဲ့ account တစ်ကောင်ကို PC ပြန်မှာတော့အဲ့လိုပဲလုပ်တော့မှာအဲ့ဒါမှကိုကကုမ္ပဏီခါရမယ်ဘာဖြစ်လဲဆိုတော့ကိုကဈေးချင်းတော်ရှိတဲ့လူအတွက်ကြောင့်မို့သူများရဲ့ချင်းတော်ကိုမမှာပေါ့နော်ကိုမှရင်သူများပဲရအောင်ကိုမရအောင်ဆိုပြီးတော့အဲ့လိုမျိုးလူတော်များဖြစ်တယ်ပေါ့နော်ဒါတော့လူတိုင်းဖြစ်တယ်မှာကျွန်တော်မှမဟုတ်ဘူးဒါတော့လူတိုင်းဖြစ်တယ်ဒီ TikTok ချင်းတော်ရှိတဲ့လူတိုင်းကတများချင်းတော်တို့မမှာဘူးကိုချင်းတော်ပဲကိုပြန်မှာတယ်များတော့ကိုချင်းတော်နဲ့မှကိုပြန်မှာရင်ကိုလည်းပတ်စံရတဲ့အတွက်ကြောင့်မို့ကိုချင်းတော်နဲ့ကိုမှာတယ်များတော့အဲ့လိုမျိုးမှာများတဲ့အတွက်ကြောင့် TikTok ကဥပဒေအပြစ်ထွက်လာတယ်အဲ့ဥပဒေကတော့ခဏကျွန်တော်ပြောသလိုမျိုးပဲပေါ့နော်ကိုရဲ့ချင်းတော်နဲ့ PC ကိုပြန်မှာဝယ်မယ်ဆိုရင်ကုမ္ပဏီခါတာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့ကုမ္ပဏီခါရတာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့အချိန်ကြာလာရင် TikTok ကစစ်ဆေးခြင်းမှာပြီးလို့ခက်လို့စင်ပေါ့နော်ကိုလာတွေ့မိလို့စင်တော့ကိုရဲ့ဈေးချင်းတော့ဖြုတ်ချသွားတယ်တော့ဖြုတ်ချလို့ကိုမှဈေးချင်းတော့မရှိတော့ဘူးအတိလို့ဆိုတာလည်းမလွယ်ဘူးပေါ့နော်ဒါမဲ့ဒီ TikTok သုံးတဲ့လူကတန်းပေါင်းများစွာရှိတဲ့အတွက်ကြောင့်အဲ့ဒီသူတို့တက်မှတ်ထားဥပဒေကအရောက်တိုင်းတော့မထိသေးဘူးပေါ့နော်ထိတဲ့အရောက်မှသာလင်ထိတယ်အဲကြောင့်ကိုယ်လည်းဆိုတာကတော့နောက်မှလာပေါ့နော်အခုတော့မလာသေးဘူးဆိုရင်တော့နောက်မှလာတက်တယ်ပေါ့နော်အဲကြောင့် TikTok ဈေးချင်းအောင်ရှိတဲ့လူတွေကိုရဲ့ပစ္စည်းကိုပြန်မကြပါနဲ့လို့ကိုမာချင်နေဆိုရင်ကိုရဲ့နောက်ထပ် TikTok တစ်ခုအကောင့်ဖွင့်ပြီးတော့ကိုဈေးချင်းအောင်ကိုပြန်มาဖို့အတွက်ဖွင့်တာပေါ့နော်တို့မဟုတ်ကိုရဲ့ဒုတိယ channel လို့လောက်ပေါ့နော်အဲ့လိုမျိုးလောက်ဘို့အတွက်အခက်ခဲရှိနေမှာဆိုရင်အခုခင်ဗျားတို့တုံးနေတဲ့ဖုန်းအမျိုးအစား၃မျိုးစားရှိမှဆိုရင်ဖွင့်မျိုးကျွန်တော် comment အောက်မှာရေးပါမယ်များရေးမယ်ဆိုရင်တော့ကျွန်တော်ဒီ TikTok application နှစ်ခုကိုဖွင့်မဲ့ new snake ကိုကျွန်တော်လောက်ပြပါတော့ setting ထဲမှာဖွင့်ပြပေးပါမယ်ခင်ဗျာအဲကြောင့်မို့အခုလိုကြည့်ရှုကြတဲ့အတွက်ကျေးဇူးတင်တယ်ဗောနော်